အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြသွားမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ CapCut မှာစာမမိုင်တာကိုကျွန်တော်တို့စာမိုင်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပေးပါအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့လို့ရပါတယ် okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့စမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ F နှစ်ခုလိုပါမယ်ပထမတစ်ခုကတော့ကျွန်တော်တို့ Z-Phone 3နဲ့ကိုတို့သုံးနေတဲ့ keyboard ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ keyboard သုံးပါတယ်ကို keyboard နဲ့ဆိုကျွန်တော်တို့တော်တော်လေးအဆင်ပြေပါတယ်အဲ့ဆိုကျွန်တော်တို့ keyboard နဲ့ကျွန်တော်တို့ Z-Phone 3မရှိသေးဘူးဆိုလို့ရှိရင် Play Store ကနေမတော်လိုက်ပါကျွန်တော်ကတော့ download ရှိတယ်ကျွန်တော်တို့ဒီမှာစာရတဲ့နေရာမှာ keyboard ဆိုပြီးရေးလိုက်ပါ k ကိုချပြီးတော့ကျွန်တော်တို့ဒီမှာပေါ်ဆုံးမှာပေါ်တယ်ပဲ keyboard ကျွန်တော်ဒေါက်လိုက်ပါကျွန်တော်ကတော့ download ပဲ open ပေါ်နေမှာပြီဒီမှာဒီလိုမျိုးအရာလေးနဲ့ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ Z-Phone 3ရိုက်ရတယ်ပါ Z-Phone 3ဒီမှာပေါ်ဆုံးမှာပါဒီလိုမျိုးအစိမ်းအောင်လေးနဲ့ကျွန်တော်တို့ဒေါက်လို့နှစ်ခုလောက်လိုက်ပါလုံးလို့ပြီးကျွန်တော်တို့အပြင်ထွက်လိုက်ပါအပြင်ထွက်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ပထမဆုံး CapCut နဲ့မဝင်ကကျွန်တော်တို့ဒီမှာ keyboard ထည့်အရင်ဝင်လိုက်ပါ keyboard ထည့်အရင်ဝင်လိုက်ပါ keyboard ထဲမှာကျွန်တော်တို့လုံးစရာနည်းနည်းရှိတယ်ကျွန်တော်ကဒီမှာဒီဘက်အပေါ်နှုန်းတောင်းတာလေးမှာကျွန်တော်တို့ keyboard ပုံစံမျိုးလေးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာအပေါ်နဲ့အောက်မှာကျွန်တော်တို့ဒီလိုမျိုးအဖွင့်ထားမှာဖြစ်ပါတယ်အဲ့ဆိုအပြင်ဖွင့်လို့ရှိရင် okay အဲ့ဆိုရပါပြီအဲ့ဆိုကျွန်တော်တို့အပြင်ထွက်လိုက်ပါအပြင်ထွက်လို့ပြီးနေကျွန်တော်တို့ CapCut တွေဝင်လို့သုံးလို့မရသေးပါဘူးအဲ့ဆိုကျွန်တော်တို့ဒီမှာ Z-Phone 3တွေဝင်ရပါမယ်ကျွန်တော်တို့ Z-Phone 3ကိုနှိပ်လိုက်ပါကျွန်တော်တို့ Z-Phone 3နှိပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်း Z-Phone 3ကကျွန်တော်တို့ဒီမှာ Z-Phone 3ကနေပြီးကျွန်တော်တို့ font တစ်ခုကိုကျွန်တော်တို့ဒေါက်ရမှာဖြစ်ပါတယ်နော်ဒီမှာ Z-Phone 3က font နဲ့မတောက်ဘူးဆိုလို့ရှိရင်ဒီမှာ CapCut မှာကျွန်တော်တို့စာရေးတယ်မမှန်ပါဘူးအဲ့ဆိုကျွန်တော်တို့ဒီမှာ CapCut ကကျွန်တော်တို့ဒီမှာ Z-Phone 3ကဘယ်ဟာကိုတောင်းမလဲဆိုရင်ကျွန်တော်တို့ဒီလိုလိုက်ကြည့်ရအောင်အဲ့ဆိုကျွန်တော်တို့ဒီမှာမြန်မာဆိုပြီးရှိတယ်မြန်မာဘေးနာကျွန်တော်တို့ CO ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးနေကျွန်တော်တို့ဒီမှာအခုလက်ရှိသုံးနေတဲ့ဟာဖန်ကတော်တော်လေးမိုက်ပါတယ်ဒီမှာပါ ICA sample blog ဆိုပြီးရှိတယ်အဲ့ဒါကိုနှိပ်လို့ရှိရင်ကျွန်တော်တို့ဒီမှာဘေးနာကကျွန်တော်တို့ download ဆိုပြီးရှိတယ်အောင်နာ bit download ဆိုပြီးရှိတယ်ကျွန်တော်တို့ဒီမှာ download မှာပေါ်တာကကျွန်တော်ကဆွေးပြီးသားဖြစ်လို့ download မှာပေါ်တာပဲဖြစ်ပါတယ်အဲ့ဆိုဒီဟာကို download လိုက်ပါ download ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်လို့ရပါပြီအပြင်ထွက်လို့ပြီးနေတဲ့ကျွန်တော်တို့ထွန်းဆက်တဲ့ကျွန်တော်တို့ CapCut ကိုတွားကြပါမယ် CapCut ကိုနှိပ်လိုက်ပါ CapCut နဲ့ရတဲ့ကျွန်တော်တို့ဒီမှာ new video ကိုနှိပ်လိုက်ပါနှိပ်လို့ပြီးနေတဲ့ကျွန်တော်တို့ဒီမှာဒီနေရာမှာကိုကြိုက်တဲ့ပုံတစ်ခုကိုရေးလိုက်ပါရေးလို့ပြီးကျွန်တော်တို့ဒီမှာအောက်ဆုံးက edit ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးနေတဲ့ကျွန်တော်တို့ဒီနေရာမှာကကျွန်တော်တို့ဒီမှာဒီပုံကိုလက်ကလေးနဲ့ထောက်လိုက်ဒီလိုမျိုးထောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာစာရိုက်တဲ့ test ဆိုပြီးမပေါ်ပါဘူးအဲ့ဆိုဒီဟာကိုလက်ကလေးနဲ့ပုံကိုလက်ကလေးနဲ့ထောက်เสียရမလို့ဘူးဒီမှာပါအဲ့ဆိုဒီမှာ test ဆိုပြီးရှိတယ်အောက်နားလေးမှာဒီပုံစံလေးနဲ့အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးနေကျွန်တော်ဒီဘက်ပင်နားလေးမှာကျွန်တော်တို့ edit test ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါဒီမှာကျွန်တော်တခုစာရေးလိုက်ပါမယ်ညီမရှင်းပါစေ okay အဲ့ဆိုကျွန်တော်တို့ဒီတိုက်ဆိုရင်ကျွန်တော်တို့ဒီမှာစာမမှန်ဘူးအဲ့ဆိုကျွန်တော်တို့ဒီမှာဒီဘက်ပင်နားလေးမှာကျွန်တော်တို့ font ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လိုက်လို့ပြီးနေကျွန်တော်တို့ဒီဘက်နည်းနည်းရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ my font ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လိုက်လို့ပြီးနေကျွန်တော်ကဒီမှာကျွန်တော်မှာကတော့ font ကကျွန်တော်တို့ဒေါက်ထားတယ်ဖြည့်လို့အတွက်ဒီမှာ font တွေကပေါ်နေတာဖြစ်ပါတယ်ကျွန်တော်တို့တစ်ခါမှလည်းမလောက်ရသေးဘူးကျွန်တော်တို့မတောက်ရသေးဘူးဆိုလို့ရှိရင်ဒီဘက်အောက်နားလေးမှာကျွန်တော်တို့ edit ဆိုပြီးရှိတယ်အပေါ်လက်ကနဲ့အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးနေကျွန်တော်တို့ဒီမှာ my font ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးနေကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးမပေါ်ခင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးမပေါ်သေးဘူးကျွန်တော်ကတော့ဒီမှာလောက်ထားတာပြလို့ဒီ design ပေါ်နေတာပါအဲ့ဆိုကျွန်တော်တို့ဒီဘက်တောင်းတာလေးမှာကျွန်တော်တို့အပေါ်ဆုံးတောင်းတာလေးမှာကျွန်တော်တို့ညင်းမှုစံနဲ့ရှိတယ်အဲ့ဒါကို၃ကြောင်းကိုနှိပ်လိုက်ပါနှိပ်လို့ပြီးနေကျွန်တော်တို့ဒီမှာပေါ်နေတဲ့ဆွတ်တန်လေးလို့ရှိရင်ကျွန်တော်မှဒီမှာပါ Z-Phone 3ဆိုပြီးရှိတယ်အဲ့ဒါကိုနှိပ်ပြီးမှကျွန်တော်တို့ဒီမှာ font ဆိုပြီးပေါ်လာပါတယ် font ကိုနှိပ်ပါနှိပ်လို့ပြီးကျွန်တော်တို့ဒီမှာမြန်မာကိုနှိပ်ပါနှိပ်လို့ပြီးနေတာကျွန်တော်တို့ခုနကလိုမျိုးဒီလိုမျိုး design ပေါ်လာပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာဒီနေရာမှာကကျွန်တော်တို့ကိုတောက်ထားတဲ့ကျွန်တော်တို့ဒီမှာ font ပုံ design တွေပေါ်တာပါအဲ့ဆိုကျွန်တော်တို့ကိုကြိုက်တဲ့ font ကိုကျွန်တော်တို့ဒီမှာဒီလိုမျိုးလက်ကလေးနဲ့နှိပ်လိုက်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးရောက်သွားပါတယ်အဲ့ဆိုကျွန်တော်ကဒီမှာခုနကပြထားတဲ့ဟာကျွန်တော်ကတောက်ထားတဲ့ဟာကဒီမှာ ICA sample blog ဆိုပြီးရှိတယ်ကျွန်တော်လက်ပြထားနေပါအဲ့ဒါကိုလက်ကလေးနဲ့နှိပ်လိုက်ပါနှိပ်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနေရာမှာကမြန်မာစာကျွန်တော်တို့ keyboard ကမှန်တော့ပါပြီမှန်လို့ရှိရင်ကျွန်တော်ကဒီမှာဒီဘက်ပင်ထဲမှာကျွန်တော်တို့တေးသေးချာမြင်ရအောင်ဒီဘက်တောင်းတာလေးမှာစတိုက်ဆိုပြီးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးကျွန်တော်တို့ဒီမှာအယုတ်ပြုတ်လိုက်ပါဒီမှာပါကိုကြိုက်တဲ့အယုတ်ကိုပြုတ်လိုက်ပါဒီမှာပါ
ဒီမှာတော်တော်လေးအဆင်ပြေပါတယ်ဒီဟာကတော်တော်လေးအဆင်ပြေတယ်ကျွန်တော်သုံးနေတဲ့ font ကတော်တော်လေးမိုက်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာစာမှန်တယ်ကျွန်တော်တို့နောက်တစ်ခုရေးကြည့်လိုက်မယ်ဒီမှာပါတော်တော်လေးအဆင်ပြေတယ်တော်တော်လေးမိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ဒီမှာရေးလိုက်မယ်မြန်မာစာပေပြီးရေးလိုက်မယ်โอเคဒီမှာတော်တော်လေးမိုက်ပါတယ်ပြီးလို့ရှိရင်ဒီဘက်ဘေးနားကျွန်တော်တို့ဒီမှာအဖက်ထည့်ရင်ကိုကြက်တဲ့အဖက်ကိုကျွန်တော်တို့ထည့်လို့ရပါတယ်ဒီမှာပါကိုကြက်တဲ့အဖက်ကိုကျွန်တော်တို့ထည့်လို့ရပါတယ်အဲ့ဆိုကျွန်တော်တို့ဒီဘက်ဒေါင်းနာလေးမှာကျွန်တော်တို့ဒီမှာမြအမှတ်ကလေးပုံစံမျိုးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီဘက်နည်းနည်းရှင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီဟာကိုလက်ကလေးနဲ့ဆုံးတဲ့ဟာကိုလက်ကလေးနဲ့ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ cap ပုံစံကို delete လုပ်လိုက်ပါလုပ်ပြီးကျွန်တော်တို့ဒီမှာပေါ်နာကကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့ကိုကြိုက်တဲ့မြန်မာစာတန်းထိုးလို့လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာရေဒီယာကိုထုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ်နာနဲ့ export ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါโอเคထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ din on down ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတဲ့โอเคရပါပြီအားလုံးကိုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်